Hello menu ဘာလုပ်လို့လဲလို့ဆိုလို့ဒီမှာရေခဲကြောင်းလုံးလို့ရေခဲကြောင်းလုံးမဟာဘောကနေလို့ဒါဖြိုပြီးတော့မင်းတစ်ခေါက်ရေခဲမုံလို့ပြောတာဖြိုပြီးတော့ထိလိုက်ပါမယ်နောက်ကျရင် coffee ခဲကြောင်းမလို့စားဒါရေဆူနေတယ်ဒီဒီဇိုင်းလာတော့နောက်ကောက်ချက်စားဖို့လို့သိထားလိုက်ဒီမှာရှိတော့ကြားရနေရတယ်လေဒီချက်ပါထည့်နေတာစားပြအသီးလေးတစ်ခုထည့်လိုက်မလိုက်တော့မလိုက်ခက်တော့ပါဘူးနင်းတော့ကျမလုပ်ထားတယ်ပေါ်ဒီပြောတိကျတာဒါကိုရေကတက်တိုင်းထည့်လိုက်ပါမယ်ပြီးရင်ပြန်လာပြီးတွေ့ပါမယ်ပချူရတော့ဒီလိုမျိုးပါပရိုတင်းအေးအေးကနေထည့်လိုက်ပါမယ်ခဏလေး